ဒီမှာတော့ True is a Beijing Tower 2 for ပြမှာဖြစ်ပါတယ်အားလုံးပဲ like and subscribe လေးလုပ်ခဲ့ပေးကြပါကျွန်တော်အခုမှ frame မှာ new ပဲဖြစ်ပါတယ်ပေါ့ကြပါကျွန်တော်ဒီပါကွာလေးကိုတော့သုံးအောင်တော့ခုံပြပါမယ်ကျွန်တော် group လေး join ထားတော့ကျွန်တော်ဒီထဲဝင်လို့ရတယ်ပေါ့နော်ဒီဖောက်ဝင်ပြီကျွန်တော်အခုစဖို့ခုံပါပြီဗျတနလာရောကျွန်တော်ပါကွာခုံတာတော့နည်းနည်းတော့တိတ်မကျွမ်းဘူးပေါ့နော်နည်းနည်းတော့ကျွမ်းတယ်အဲ့တော့ကျွန်တော်ခုံပြမယ်လို့ပဲဒီညမထိုးရလို့ရှိရဲ့တကယ်ချင်းလမ်းမလျှောက်မှာနော်ချင်းချင်းနေမထိုးရဘူးနော်မင်းကောင်မလေးကြပေးသွားငါကြပေးမသွားနော်အေးနော်မင်းလုံးကောင်းနေနော်မင်းကမဟုတ်တော့ဘူးကမထိုးနဲ့နော်အေးကြီးဖူတလားကြီးဖူ thanks very thank you ကျွန်တော်ပောက်ကွာလေးကိုဖတ်ခုံมาဖြစ်ပါတယ်ကျွန်တော်တို့လုံးဝအောက်ကိုပြုတ်ကြလို့မရဘူးကျွန်တော်ဖုန်းအောင်တော့ခုံကြည့်ပြီးမယ်တကယ်လို့ကျွန်တော်တကယ်လို့အဲ့အပေါ်ဖုန်းမှာတေသွားတယ်လို့ပါလို့ဆိုရင်တော့ကျွန်တော် frame လေးကိုခဏရက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်တော့မခုံတာလဲတော့ကြာကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပတ်ကြည့်ဖော်ပြပြမိုဘိုင်းလေးကြောင်တော့နောက်ထပ်ဗီဒီယိုပေါင်း 3600 ကျော်ပဲဖော်ပြပါတော့မယ်တော့ပတ်ကြည့်ပလီဟာဒီတာဖြစ်တဲ့အတွက်မိုဘိုင်းလေးကြောင်သိမဖော်ပြတော့ပါဘူးမိုဘိုင်းလေးကြောင်ကျွန်တော်အတွက်တော့လုံးမနိုင်မို့တော့တော်တော်လေးကိုခဲနေတယ်မဖော်တယ်လို့လားမသိဘူးကျွန်တော်ဖော်လည်းမကြသေးဘူး grandmaster ဆိုတော့ run သိရတိုင်းမှာအဲ့တော့ကျွန်တော်မဖော်ကြရဘူးအဲ့တော့ဟိုကတော့ထိတော့ရောက်ပြီ၄ချက်လောက်ထိတော့ရောက်ပြီအခုကျတော့တိုင်နေပတ်နေဖော်တာဖေးတွေများလေဘလို့သိရတိုင်းမှာချောင်းဖေးဖရန်ကိုဖေးဖရန်ကိုဖွင့်တော့နော်ရိုးဖရန်ကိုမဟုတ်ဘူးနော်ဘလို့ကျွန်တော်ပြောပြမယ်ဖွေးတိုင်းလွယ်အဲ့လိုတော်တာအဲ့ကြောင့်ကျွန်တော်ဖေးတွေများကိုဖြတ်လိုက်ပါတယ်အဲ့ကျွန်တော်ပတ်ကြီးလေးပဲဖော်ပါတယ်ပတ်ကြီးကတော့ follow ကောင်းတော့ follow တော်တော်လေးကောင်းတဲ့ game တစ်ခုပါအဲ့တော့ bro လို့လည်းကျွန်တော် follow ပြောချင်ပါတယ်ဒီနေရာကျွန်တော်ထိရင်သိမယ်ကျွန်တော်သိတယ်အဲ့ကျွန်တော်မသိအောင်တော့ထိမ့်မိထားပါမယ်ဒါဝေါ်ဟောလောက်ရမယ်နေရာလေးဗျကြိုက်လား subscribe ကျွန်တော်အဲ့လိုကျွမ်းတယ်ဘောဖုန်းတော့ရောက်လာပါပြီကြည့်လိုက်ပါအားလုံးမကြည့်လိုက်ပါအမြင်ယူကျွန်တော်အသာလေးခုံလာပါဖက်ကန့်ပိုင်းတွေမိနစ်ပိုင်းတွေကျွန်တော်ခုံလာပါကျွန်တော်တေးလို့မရပါဘူးဒီနေရာမှာနောက်ကိုကျွန်တော်သိပါတယ်အဲ့တော့ကျွန်တော်မသိအောင်ဖော်နေပါတယ်โอเคမသိအောင်တော့ကျွန်တော်ကြိုးစားပြီးပြင်ပါတယ်အဲ့တော့ဘယ်သူလဲတော့မသိဘူးကျွန်တော်ဖေးမှာပေါ့နော်လူတော့လူပဲသူလဲဒီပါကွာကိုလာခုံတဲ့လူတယောက်ပဲဖြစ်မှာပေါ့နော်ကျွန်တော်ဒီနေရာလေးချက်ကြည့်လိုက်မယ်ဒါလည်းမဟုတ်ဘူးဗျဒါလေးလည်းမဟုတ်ဘူးကြည့်လို့မရဘူးဆိုတော့ကျွန်တော်ဓာတ်ထင်တယ်ဟုတ်တယ်ဗျကျွန်တော်မှန်တယ်ဗျအဲ့ဒါဆိုရင်ဒါတော့ကျွန်တော်မနှဲခုံအောင်မထင်နဲ့ဒါလေးခုံတာကျွန်တော်ပြုတ်ကြသွားပြီနှမျိုးဖျာကြီးဘာသာလို့လမ်းလေးပဲလျှောက်တဲ့ဥစ္စာကိုဘာလို့လောက်ကြီးဒုက္ခလိုက်ဝေးနေတာတော့ငါငိုကြည့်လာပြီငါရှိတ်ညစ်ငါတော်ရှိတ်ညစ်ဟာဒုက္ခတော့ဗန်ဘလောက်ဘူးငါရဲ့ဖကိငါတိသွားနော်ဘာလို့ဗရာသားလို့ချိုးကျွန်တော်ဖကိချိုးဘရတော့ချိုးအတူတော်တာကျွန်တော်အလိုတော်တာပါကျွန်တော်ရဲ့ပါကောစကီလေးရသူများခုံတတ်ကြတယ်ကျွန်တော်မခုံတတ်ဘူးโอเคကဲဖင်တော့ပြီလောက်ပါခုံးမှာbrother လို့ကျွန်တော်တခုပြနားလေကျွန်တော်ထိုးလုပ်တဲ့နေရာကိုသွားပြီးလူတွေကိုထိုးပြပါမယ်ကြည်ထားလိုက်ထိုးလုပ်တဲ့နေရာကိုသွားပြီး bro တို့ထိုးပြသူတို့ရင်နာအောင်လုပ်ပဲကြည်ထားသူတို့ရင်နာအောင်လုပ်သူတို့ရင်မလာခင်ကကျွန်တော်ခဏပြုတ်ကြရတယ်ငါကိုယ်တိုင်လည်းခဏပြုတ်ကြရတယ်
တို့ true နေတာကိုယ့်ဘာကိုယ်တော့ပြုတ်ကြရတယ်တိုင်ပတ်နေတော့ညနေဟိုနောက်ခုံရတယ်ကျွန်တော်မနေtrue လုပ်တဲ့နေရာသွားမယ်အင်းသူများတွေ true ပါမယ်ကျွန်တော်တို့ကြည်ရဘလို့ကျွန်တော်ဘလို့ true မကြည့်တာ brother လို့အဲ့လို true မှာအိုးဝဟိုင်းလာရိတ်ကြတယ်ငါ true လိုက်တယ်ဒါပေမဲ့ 2B ပဲကိုငါ true နိုင်လိုက်တယ် yay yay မိုက်တယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ